ကဲတက်ခံရဲ့တည်င်းကတော့အတီဖြစ်သွားပါပြီနော်ဒါကိုမဟုတ်ဘူးပြောနေကြလို့ပါတက်ခံကစောက်ကျွေးတွေထူလို့နော်စောက်ခွက်ကလွတ်တော်တဲ့ထိုင်ခွင့်မရှိဘူးတဲ့ခဲစောက်နေပဲနှိုင်းပြီးတော့ခက်ကြမ်းကြမ်းပြောလိုက်တယ်ဘာဖြစ်လို့လဲအဲ့ဒါကန်ထိုက်တာနော်လူခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုပခုံးချင်းရှင်ပြီးတော့မတူမတန်တာလာနှိုင်းရှင်ပြီးတော့ကိုစောက်ရဝင်ခြင်းတဲ့ဟာတွေအဲ့ဒါချက်ချင်းလက်ငင်းအကျိုးပေးတာရှက်စရာကြီးအကျွေးတွေထူလို့လွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ဝင်ခွင့်မရဘူးလေဘယ်သူလဲဆိုတော့ပါတီတစ်ခုကိုတီထောင်ပြီးတော့ဥက္ကဋ္ဌလုပ်နေတဲ့သူပယ်လိုက်ပြီးတော့အမှရှက်တဲ့တခါလဲနေလို့ရတယ်အကောင်းပြောတာစဉ်းစားကြည့်စမ်းဗျာအဲ့တော့တက်ခိုင်ဆိုတာက2014ခုနှစ်မှာ NLD ပါတီထဲကိုဝင်လာတယ်2015မှာရွေးကောက်ပွဲဝင်ပြိုင်တဲ့ NLD ခေါင်းစဉ်နဲ့အနိုင်ရတယ်လွတ်တော်ကိုယ်စားလှယ်ဖြစ်လာအဲ့တော့လွတ်တော်ကိုယ်စားလှယ်ဖြစ်လာတော့ဒီပါတီထဲမှာအားကိုးရမလားအောင်မရတယ်2016ခုနှစ်မှာရန်ကုန်တိုင်းအစိုးရအဖွဲ့ကဘာလို့လဲဆိုတော့အထက်မြင့်အဆောက်အအုံတွေစောက်လုပ်တဲ့နေရာမှာစံချိန်စံညှိုးတိုင်းမှတ်မိတဲ့လုပ်ငန်းပေါင်း200ကျော်လားမသိဘူးကျွန်တော်ခေါင်းစဉ်အားလုံးပေါင်းမေ့သွားအဲ့ဒီကိုပယ်ဖျက်ပလိုက်တယ်ကုမ္ပဏီနာမည်ပြောပါဗျာအဲ့ဒီထဲမှာတက်ခိုင်ရဲ့နာမည်ပါတယ်တက်ခိုင်တို့ကုမ္ပဏီနာမည်ပါတယ်ဆိုတော့ရှင်းရှင်းလေးအထက်မြင့်အဆောက်အအုံကန်ထရိုက်ဆွဲပြီးစောက်တာနိုင်ငံတတ်မှတ်ထားတဲ့အရေးအသွေးပြင့်ပြီးအောင်မစောက်ပဲခိုးလို့ပိတ်သိမ်းခံထိတာအဲ့ဒါကိုသူကမကျင်တတ်ဖြစ်ပြီးတော့ NLD ပါတီကိုပြန်ပြီးတော့ပါတီတွင်းမှာပြောရမယ့်စကားတွေကိုပြင်ပထုတ်ပြောဝေဖန်အဲ့လိုတွေလောက်လာတဲ့အတွက်ပါတီကနေတာဝန်တချို့ရက်နာခံထိလိုက်တယ်။ तू ကအဲ့ဒါနဲ့မခံနိုင်ဖြစ်ပြီးတော့ဘာလုပ်လဲ NLD ပါတီကထွက်ပြီးတော့လွတ်တော့သူပါတီထောင်လိုက်တယ်ပြည်တုံးလုံးပါတီပြီးတော့2020ရွေးကောက်ပွဲမှာ NLD နဲ့အပြိုင်ဆိုပြီးတော့ရွေးကောက်ပွဲဝင်တယ်နော်မယန်းကုန်းမြို့နယ်ကနေဒေါ်မေဝင်းမြစ်ကိုဘလောက်နဲ့ရှုံးတယ်အောင်မေလို့9.3%ရာခိုင်နှုန်းနဲ့ရှုံးတယ်10တောင်မပြည့်ဘူးနော်စဉ်းစားကြည့်10တောင်မပြည့်ဘူး100ရာခိုင်နှုန်းမှာ तू ရှုံးတဲ့100အပြည့်မှာ तू က9.3%ရာခိုင်နှုန်းနဲ့ရှုံးပြီးတော့ NLD ပါတီကဒေါ်မေဝင်းမြစ်ကိုအပြတ်သက်ရှုံးတာဆိုတော့အမှတ်100ပေးတဲ့နေရာမှာ10မှတ်တောင်မပြည့်ဘဲနဲ့9မှတ်ကြော်လေးပဲရခဲ့တာပေါ့နော်အဲ့ဒါနဲ့ဘာလုပ်လဲရွေးကောက်ပွဲရှုံးတဲ့ငရှုံးတွေကအရှုံးကိုလက်မခံနိုင်တဲ့အောက်တန်းသားတွေစုပြီးတော့မင်းအောင်လှိုင်ကိုအာဏာသိမ်းဖို့တွားမြောက်ပေးတဲ့ထဲမှာတက်ခံလို့ပါတယ်မင်းအောင်လှိုင်အာဏာသိမ်းပြီးတော့မင်းအောင်လှိုင်လို့ဒီအာဏာသိမ်းတခိုးကြဘိုးတွေအစိုးရဖွဲ့တဲ့အချိန်မှာလူမှုဝန်ထမ်းတွေပြန်လည်နေရာချထားရေးဝန်ကြီးဌာနဆိုပြီးတော့တက်ခံရုံဝန်ကြီးကောက်ခတ်လိုက်တယ်မင်းအောင်လှိုင်ကအဲ့ဒီမှာတက်ခံလို့ထောင်တာပေါ့ထောင်အခုလဲကြောက်တခါပြီးတော့နောက်စစ်တပ်ကဟိုနေ့ဖြစ်တဲ့အချိန်မှာကန်ထုတ်ကန်ထိလိုက်ပြန်အောင်ကန်ထုတ်ကန်ထိအခုကျတော့2020ရွေးကောက်ပွဲမှာကျမတို့ပါတီကဘလို့ဖြစ်သားလို့ဘာလို့ညာလို့တောက်လျှောက်ဟောတာအခုလည်းကြာဆောက်ချက်ပွဲပြန်အဲ့တော့ NLD တွေကနေထွက်သွားပြီးတော့ NLD ကိုပြန်ပြီးပုံကန်နဲ့ကျွဲမနှက်ကောင်ရှိပါတယ်အဲ့ဒါကတော့တက်ခံနဲ့စန္နာနွားပါနော်စန္နာမင်းမဟုတ်ဘူးတိလားအဲ့တော့တက်ခံရတော့အခုသူ့အကျိုးသူပေးပြီးတော့ချက်ချင်းဝင်လိုက်ပြီးဒေါ်အောင်ဆန်းစုကြည်ကိုအဲ့2015မှာ NLD ပါတီကနေနော်ခေါင်းစဉ်နဲ့ရွေးကောက်ပွဲဝင်ပြီးအမတ်ဖြစ်လာတာနော်ဒေါ်အောင်ဆန်းစုကြည်ကိုဘာဘဝေဖန်လဲဆိုတော့တကွင်းလုံးကိုတယောက်တည်းပတ်ကန်နေတဲ့ကျမတို့ကကံမဲ့နေရမရှိဘူးဆိုပြီးတော့နော်အဲ့တော့တည်းကစဝေဖန်ပြီးပြောခဲ့တာအခုတော့သူ့နေရာမှာရှက်တိုင်းလဲတည်လို့ရတယ်နော်မတည်ဖတ်ပြမယ်အကျွေးထူတဲ့တည်ကိုသိလားပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတက်ခိုင်ကိုအကျွေးပေးရန်ရှိနေတော့အချက်ကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖျက်လိုက်ကြောင်းစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကကြေညာရန်ကုန်တိုင်းမျိုးသားလွတ်တော်မဲဆန္ဒနယ်အမှတ်2တွင်အမည်စရင်းတင်သွင်းထားသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတက်ခိုင်သည်တက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်8ဂါကြီးပါပြဋ္ဌာန်းချက်နှင့်ညှိစွန်းသဖြင့်ကိုယ်စားလှယ်လောင်းစရင်းမှပယ်ဖျက်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာသည်ကဘာအေးလမ်းနှင့်ဆရာဆန်လမ်းတောင်းရှိCity 8 Restaurant အရာစီမံကိန်းကိုတက်ခိုင်နှင့်အောင်ကျော်ဝင်းတို့ကကမ္ဘောဇဘန်ထံမှငွေကျပ်ဘီလီယံ100ကျော်ချေးငှားခဲ့ကြောင်းတွေ့ရတွင် City 8 Restaurant အရာစီမံကိန်းမှာအချိန်မီပြည်စည်းခြင်းမရှိခြင်းအခန်းအနိုင်ခြင်းမရှိခဲ့ကြောင်းထို့ပြင်ကမ္ဘောဇဘန်မှချေးယူထားတဲ့ငွေကျပ်ဘီလီယံ100ကျော်မှလည်းပြန်လည်ပေးဆက်နိုင်ခြင်းမရှိကြောင်းသိရှိရတယ်စစ်တပ်ကပြင်ဆင်ထားသောပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေအခန်း9ပုံမှန်8ဂါကြီးပါလွတ်တော်ကိုယ်စားလှယ်အရေးချင်းတတ်မှတ်ချက်တွင်နိုင်ငံတော်နှင့်ပုဂ္ဂလိကတုံးမတင်လျော်သည့်ပေးရန်တာဝန်ကင်းရှင်းသူများဟုပြဋ္ဌာန်းထားရတက်ခိုင်မှာကမ္ဘောဇဘဏ်တို့ငွေကျပ်ဘီလီယံ100ကျော်ကျွေးပေးရန်ရှိနေ၍အဆိုပါဥပဒေပုံမှန်နှင့်လည်းညှိစွန်းနေကြောင်းသိရတယ်
တက်တက်ခိုင်အပါအဝင်လွတ်တော်ကိုယ်စားလှယ်လောင်း86ဦးကိုလွတ်တော်ကိုယ်စားလှယ်လောင်းအရေးအချင်းတတ်မှတ်ချက်များနဲ့မပြည့်မီတဲ့ဖြင့်လွတ်တော်ကိုယ်စားလှယ်လောင်းများဖြင့်မှပယ်ဖျက်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာထားသည်ဝမ်အရာရှိလိုက်တာနော်ပေါ်တင်မဲ့တိလားကြိုက်တယ်လို့ပြောမင်းတို့အရာရှိတယ်ဘာဖြစ်လို့လဲငါတို့လူလူခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ငါတို့အမေစုကိုစော်ကားမော်ကားပြောခဲ့တဲ့စောက်ခွက်ကိုမျက်စိထဲမြင်အောင်ကြည့်လေအရာရှိတွေပဲနော်ဟိုတို့ကအင်တာဗျူးမှာဘာပြောသွားသေးတယ်ထပ်ပြီးတော့နော်တသက်လုံးပြောလိုက်မြင်အခုကောင်မအင်တာဗျူးမှာဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံရေးဘာဖြစ်လဲအကျဉ်းသားမဟုတ်ဘူးလို့စော်ကားသွားတာမှတ်မိအောင်ပါနော်အဲ့တော့ချက်ချင်းလက်ငင်းအကျိုးပေးတာအဲ့ဒါဘာလဲဝစ်ဆိုတာဘာလဲမော်တာမလို့အော်တိုလဲတာအဲ့တော့နောက်တစ်ယောက်ရှိတဲ့စန္ဒာမင်း NLD ပါတီထဲမှာဘုန်းကြီးကပြောသလို NLD ကိုပြည်သူဘာကြောင့်လက်ခံလဲဆိုတာကိုမသိတဲ့หนีပိန်းတွေအများကြီးရှိတယ်အဲ့ဒီတက်တက်ခိုင်တို့လိုမျိုးစန္ဒာမင်းတို့လိုမျိုးအဲ့ဒါမှหนีပိန်းအစ်စ် NLD ကိုပြည်သူဘာကြောင့်ထောက်ခံတာလဲ NLD ရဲ့ပြည်သူကြားထဲမှာရက်တည်မှုဒီဘာလဲဆိုတာတော့မတိမဲနဲ့ NLD တွေကိုဝင်ထားတဲ့သူတွေအများကြီးရှိတယ်နော်ပြီးလို့ရှိရင်နောက်တစ်ခုကျွန်တော်ပြောချင်တာကကျွန်တော်တို့နိုင်ငံမှာပြည်သူအများစုဒီဘာတွေကိုသဘောကျတယ်ဘာကိုလက်ခံတယ်နော်ပြည်သူအ ਨੇ စုဒီဘာတွေသဘောကျတယ်ဘာတွေလက်ခံတယ်လူတိုင်းသိပါတယ်နော်အခုတက်တက်ခိုင်နော်မင်းအောင်လှိုင်အာနာသိန်းတာမသိန်းခင်တည်းကသွားတွေ့တယ်သူတို့ပါတီမဲရှုံးလို့ကြံ့ဖို့ပါတီကကောင်လေးလို့ပေါ့အတူတူပေါ့သူတို့နော်အဲ့တော့ကျွန်တော်ပြောပြချင်တယ်မဲခိုးတယ်လို့အကြောင်းပြပြီးသူတို့သွားတိုင်အောင်ကဲမဲခိုးတယ်ဆိုရင်ရောသူတို့နိုင်လို့ရတာမဲမခိုးတဲ့ရှုံးမိတာသူတို့မဲခိုးတဲ့ရှုံးမိတာလေဘယ်လိုဖြစ်ဖြစ်ရှုံးအောင်မှာသူတို့သိနေပြီးသားအဲ့တော့အရှုံးကိုလက်မခံတာဒါတွေပါလေအခုကြတော့မင်းအောင်လည်းရှိမှမတိဝင်ကြီးသွားလောက်လိုက်သေးတယ်ဟန်လုံးနဲ့အခုကြတော့ဘာဖြစ်ကောလဲထိပေါ့ရှက်စရာကြီးစဉ်းစားကြည့်လားပါတီထောင်တယ်ပါတီဥက္ကဋ္ဌလုပ်တယ်လွတ်တော်ကိုယ်စားလှယ်ဝင်ပြိုင်ပြီးတော့တိုင်းပြည်ရဲ့အာဏာကိုလူဖို့လုပ်နေဟာအကျွေးတွေမဆက်တဲ့အကျွေးသူကြီးတွေဟာပေလိုက်ပါတော့ပေလိုက်ပါတော့နော်အဲ့တော့မင်းအောင်နိုင်ကိုကျေးဇူးတင်တဲ့အကွက်တွေရှိပါတယ်အဲ့ဒါကတော့နံပါတ်1ထောင်လုပ်တဲ့စန္ဒာမင်းကိုနှုတ်ပြီးဖျက်ချရတယ်တစ်ချက်တည်းပဲဂိန်ငွေနေတယ်နံပါတ်2စောက်ချက်မိတိရဲ့တက်တက်ခိုင်ကိုစောက်ထိုးချလိုက်တာတခါတည်းအချက်တည်းပြီးသွားတာနော်အဲ့ဒါမျိုးတွေကျတော့ကျေးဇူးတင်ပါတယ်ဘာဖြစ်လို့လဲဒါတွေဝင်းနေလို့ရှိရင်တွေ့နေရင်အကုလိုများမယ်ပြည်သူကအဲ့တော့မင်းအောင်နိုင်တယောက်တည်းတွေ့ရင်မေလို့မင်းအောင်နိုင်တခွန်မဆဲမိမယ်နော်တက်တက်ခိုင်မှာထပ်တွေ့ရင်ဖေလုံးမတက်တက်ခိုင်ကိုဆဲကြတယ်ဆိုတော့ပြည်သူတွေအဲ့လိုဖြစ်နေတာနော်ကျွန်တော်တော်လိုင်းလောက်ကစားကျွန်တော်တော့မဆဲဘူးတိပါလေအားလုံးဒါပေမဲ့တဖြည်းဖြည်းနဲ့ကိုထိန်းကိုရှုံးတယ်ဆိုတာကိုတိတယ်ဆဲတာနံပါတ်1ရိုင်းဆိုင်တယ်ပရုဒ္ဒဝါစာရုပ်ရင်းကြမ်းတမ်းတဲ့ဇာကားကိုပြောတာဖြစ်တဲ့အတွက်ပြောတဲ့သူရှုံးတယ်ဆဲတဲ့ထိတဲ့သူဘာမှမဖြစ်ဘူးတိတယ်တိနေတဲ့သားနဲ့တစ်ခါကျရင်ဒီရင်ထဲကိုဘုံတော့သေးထားတာလေဒေါ်လာနာကြီးလိုက်ရင်အဲ့လိုဆဲချလိုက်ရင်ဟာဒီရင်ထဲမှာနည်းနည်းခံတာတယ်ထင်တယ်ကိုအကောင်းပြောတာတခါကျရင်ကြည့်အခုကြော်မျိုးမင်းတို့ကြော်စိုးလို့ဆိုလေမဟုတ်ပါဟုတ်ကလည်းစကားတွေပြောရုပ်ဒီနဲ့အသေးရတာလေကျွန်တော်နှုံဖြစ်တယ်နော်ဘာဖြစ်လို့ဒီကောင်လေအဲ့ဒီမဟုတ်တာဟုတ်ကတွေပြောတာတက်တက်ခိုင်လိုမျိုးပေါ့တက်တက်ခိုင်ဆိုဟိုရက်ကဆိုရင်ဒေါအောင်ဆန်းစုကြည်နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးတဲ့အဂတိအမှုနဲ့တရားစွဲထားတာဆိုတော့တတိုင်းပြည်လုံးရှောက်ထိုးထားတာအခုစောက်ကျွေးပလက်ဘွားနဲ့ဘန်ကဘီလီယံနဲ့ချီထားပြီးတော့အကျွေးမဆက်တဲ့တက်တက်ခိုင်တတိုင်းပြည်လုံးခိုးထားတဲ့မင်းအောင်နိုင်အဲ့လိုဟာမျိုးတွေကကုံစုံဆိုင်တော်မရှိတဲ့ MLO ကြီးကိုအဂတိမှုလို့စွဲတယ်ပြောအဲ့တက်တက်ခိုင်ပြောတဲ့ကကျွန်တော်ဒေါ်လာဖတ်တာဒီဟာမှငါကွာငါတကယ်ဆိုပြီးတော့ဘာမှလုပ်လို့မရလို့ဘာမှမနှင်းဖြစ်လို့မရလို့ကျွန်တော်တို့ကြိတ်မိတ်ခံရတာနော်ဒါပေမဲ့အခုမင်းအောင်နိုင်လှုပ်ချလိုက်တဲ့အကွက်ကိုတော့ကြိုက်တယ်ရှက်တိုင်လဲသေးလို့ရတယ်အဲ့တက်တက်ခိုင်တို့နေစန္ဒာမင်းတို့ကလေအကောင်းပြောတာသူတို့မှအရှက်တရားရှိနောင်နိုင်ငံကြီးလောကတဲ့ဘယ်တော့မှအိတ်ဆောက်ကွက်တွေမြင်အောင်မဟုတ်ဘူးအဲ့ထပ်မြင်ရတယ်ဆိုရင်တော့ကျင်းနေတယ်အဲ့ဟာတွေမှာအရှက်တရားမရှိဘူးခင်ဗျားတို့အဲ့ဒီလူညက်ကိုသတိရထားပြီတော့နော်အဲ့တော့စန္ဒာမင်းဆိုသူတို့ပဲ NLD ပါတီမှာဘုရင်ကပြောသလိုပါတီကိုပြောင်းပြန်ဆန်အောင်အကုန်လုံးလိုက်ဟိုနေဖြစ်တယ်ပါတီရဲ့မူဝါဒဆိုတဲ့ဟာမျိုးလေးနဲ့မဟုတ်ကတွေပြောတယ်တလောက်တိုင်းပြည်တက်နေတဲ့ရန်သူနဲ့သွားပြီးပေါင်းတယ်လုံနေကြမ်းဒေါ်အောင်ဆန်းစုကြည်အမျိုးသားရင်ကြားစီရေးဆိုတဲ့ဟာကိုမူကင်ဆွဲခဲ့တယ်ဆိုတာကဒီလိုလက်နက်ကင်လမ်းစဉ်အပေါ်ကိုတိုင်းပြည်ရောက်သွားမှဆိုလို့ဘာဖြစ်လို့လဲလက်နက်ကင်လမ်းစဉ်မှန်သမျှဒီအဖက်ရစင်မရှိတဲ့လက်နက်ကင်တော်လှန်ရေးမရှိဘူးအ ਨੇ နဲ့အချင်းဘာဖြစ်တယ်တိုင်းပြည်ကနားတယ်အခက်မသိရင်လက်နက်ကင်
လမ်းစဉ်ဟာတိုင်းပြည်တော်ပြတ်သွားနိုင်တယ်ဒါကိုတိတဲ့ဒေါ်အောင်ဆန်းစုကြည်ဟာဘာလို့လဲတတ်မတော်ဖဖေတီတောင်ဝါနဲ့တတ်မတော်ကျမနဲ့မောင်နှမပါဆိုပြီးတော့ဒီလူစကားနားမလဲလေတိရစ္ဆာန်မသားတွေကိုလူစကားနားလဲလာမလားလို့အမျိုးသားရင်ကြားစီရေးပါကျမနဲ့မောင်နှမပါတတ်မတော်ဆိုအစဲကန်အပြောကန်ဖြစ်ပြီးသူဟာအမျိုးသားရင်ကြားစီရေးမှုကိုကင်ဆွဲခဲ့တာဒေါ်အောင်ဆန်းစုကြည်အလကားကင်လုပ်ခဲ့တာမဟုတ်ဘူးတိုင်းပြည်အခုလိုတွေးချောင်းစည်းမှဆိုလို့ဒါပေမဲ့အဲ့ဒီအချိန်ကရခဲ့တာမရခဲ့ဘူးကြံနေခဲ့ပြီအဲ့တော့ဒီမိုအမျိုးသားဒီမိုကရေစီချုပ် NLD ဆိုတာကပါလေငါမူဝါဒငါလှုပ်ဖြစ်နိုင်လှုပ်မဲ့မူဝါဒလားပြည်သူအများစုရဲ့မူဝါဒလားရှင်းလေးအဲ့တော့အမျိုးသားရင်များစီရဲ့ခက်ကကြံနေခဲ့ပြီအခုကာလဒီပါလေရန်သူကလည်းရန်သူပြည့်မြောင်တပ်ပြဖြတ်ပြမျိုးစုံလုပ်နေတယ်လက်ရှိလည်းတတ်နေတယ်အဲ့ဒါကြီးကိုပြည်သူကိုယ်စားလှယ်တွေပါဆိုတော့သူကသွားပြီးတော့သွားအတူတူပူးပေါင်းပြီးတော့ရွေးကောက်ပွဲဝင်မယ်ဆိုလို့လုပ်ရကတိုင်းပြည်ကိုဘယ်လောက်တစ္ဆာဖောက်ရလုပ်ရစဉ်းစားကြည့်နောက်ပြီးတော့မင်းအောင်လှိုင်ကအာဏာသိမ်းထားတာဥပဒေအကြောင်းအရာဘောင်မွေဘူးလေသူတို့မတိတောင်မဟုတ်တာဟာယူမင်းအောင်လှိုင်ကရာဇဝတ်ကောင်နော်သူစစ်တပ်ခေါင်းဆောင်မို့လို့ဖြုတ်လို့မရဲလို့ပြောလို့မရဲလို့နော်ပြည်တွင်းမှာရှိတဲ့သူတွေဟိုနေ့နေရတာအမှန်တကယ်ပြောခွင့်တာရှိမယ်ဖြုတ်လို့ရမယ်ဆိုရင်မင်းအောင်လှိုင်ဒီလက်နက်အားကိုစစ်တပ်ကိုအာဏာအလွဲတုံးစားလုပ်ပြီးတိုင်းပြည်အာဏာကိုပုံကန်ချားနာပြီးတော့ကျူးလွန်ထားတဲ့နိုင်ငံတော်တစ္ဆာဖောက်ဖျက်မှုကျူးလွန်ထားတဲ့ကောင်ဒီလိုကောင်မျိုးကိုလက်စွဲနှုတ်ဆွဲအကျိုးတူပူးပေါင်းပြီးတော့ပြည်သူကိုစန့်ကျင်တဲ့သူတွေရဲ့တမိုင်းဘယ်တော့မှနှစရာအကြောင်းမရှိဘူးမယုံကြည်လိုက်နော်အဲ့တော့တက်ခိုင်ကတော့သမင်းစားလို့ဝင်သေးရလားအဲ့လိုပျော်သေးရလားမသိဘူးပြည်သူတွေကတော့ဒီသတင်းလေးကြားအတွက်အယမ်းပျော်ပါတယ်လို့နော်ပြည်သူတွေဆိုတဲ့နေရာမှာကျွန်တော်ပြောပြည်သူအများစုနော်အနည်းစုကိုမပြောအများစုကအဲ့လိုသတင်းမျိုးကြားရင်ပျော်တယ်ဟုတ်တယ်မလားကျွန်တော်တို့အရှင်းတယ်ပျော်ရင်ပျော်တယ်ပဲတဲ့ပဲမချိုက်ဘူးပဲဟာကလေးကချင်းမလို့ငါတို့အဖဘာဖြစ်လဲမလုပ်ဘူးဘာစူးကြားတွေကပွင့်တဲ့ပန်းလို့ဘာမလုပ်ဘူးပြောချင်းချီးမွမ်းနေဆိုရင်ဘယ်ချက်အကြောက်ချီးမွမ်းနေကဲရတယ်ဆိုရင်ဒီလိုအချက်အကြောက်ကဲရတယ်တဲ့ပဲနော်အဲ့တော့ဘာလဲပြောတက်ခိုင်ရဲ့ရုပ်တံဇာတ်လမ်းလေးကိုဒီညကျွန်တော်အချိန်ရတင်ဆက်ပေးပါအောင်နော်